ဇလန်းကိုတောအုပ်ထဲမှာကျင်းတူးနေတဲ့လူတစ်ယောက်ကအဖိုးတန်ပစ္စည်းတစ်ခုကိုတူးဖော်တွေ့ရှိပြီးအံ့အားသင့်နေတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။ဇကားအမီတကော့စ်ကိုပြသပြီးတဲ့နောက်မှာတော့ရေဒီယိုသတင်းတစ်ခုကတရုတ်ငါးဖမ်းသင်္ဘောတစ်စီးပေါ်မှာလူသေးအလောင်း၈လောင်းတွေ့ရှိခဲ့ကြောင်းနဲ့မစ္စတာကင်ဆိုသူပျောက်ဆုံးနေကြောင်းကြေညာနေပါတယ်။အဲ့ဒီအချိန်မှာပဲရင်ခွဲရုံတွေကအမျိုးသမီးတစ်ယောက်ရဲ့လှုပ်ရှားမှုကိုစတင်တွေ့မြင်ရပါတယ်။အကြီးတန်းဆရာဝန်တဦးရောက်လာပြီးသူမကိုအလုတ်ကိုဂယုတစိုက်လုပ်ဖို့တတိပေးသွားတဲ့အခါသူမဟာအခွင့်အရေးကိုစောင့်နေလိုက်ပါတယ်ဆရာဝန်ထွက်သွားတာနဲ့သူမဟာအလောင်းတွေစီကယတနာတွေကိုခိုးယူဖို့အတွက်လိုအပ်တဲ့ကိရိယာတွေကိုပြင်ဆင်ပါတော့တယ်သူမဟာအလောင်းတစ်လောင်းရဲ့ပါးစပ်ထဲကအဖိုးတန်ကြောင်မြစ်တစ်ခုကိုကျွမ်းကျင်စွာထုတ်ယူလိုက်တဲ့အထိအလွန်ကိုရဲတင်းသူတစ်ယောက်ပါသူမရဲ့တက်မှတ်မှုကနောက်ထပ်အလောင်းတစ်လောင်းဗီဒီယိုအစကကျင်းတူးခဲ့သူထံကရွှေသွားတစ်ချောင်းကိုခိုးယူဖို့ကြိုးစားချိန်မှာတော့အကြီးအကျယ်မှားယွင်းသွားခဲ့ပါတယ်အလောင်းကအမှန်တကယ်မတည်သေးပဲရုတ်တရက်နိုးထလာပြီးသူမကိုပြန်လဲတိုက်ခိုက်ပါတော့တယ်သူတို့နှစ်ဦးအပြင်းထန်ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့အမျိုးသမီးဟာလက်နက်တစ်ခုကိုအသုံးပြုပြီးထိုသူကိုပြန်လဲတက်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဆရာဝန်ပြန်ရောက်လာတဲ့အခါသူမဟာသွေးလိမ့်လိမ့်နဲ့စိတ်မနှံ့တော့ပဲယူသွစွာရေမောရင်းအခြားအလောင်းတွေစီကယတနာတွေကိုဆက်လက်ရှာဖွေနေတဲ့မြင်ကွင်းနဲ့စသိမ်းသွားပါတယ်